လို့ဆိုငါကို channel နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ mobile legend ကနေပို့အဲ့လက်ဆက်စီရဲ့ phase 1ကရောက်ရှိလာပြီပေါ့နော်အဲ့တော့တုတ်ကန်လေးနဲ့နေမယ်ဘာရမလဲဆိုတာကိုကြည့်မယ်ပေါ့နော်ဒိုင်းမောကတော့1000ဘို့ထည့်ပြီးသွားပြီ1000ဘို့ထည့်ပြီးသွားပြီဆိုတော့ဒီမှာဦးဆုံးတန်ရောနဲ့အေးစားလိုက်ကြရအောင်150စကင်မစိုးပါပေါ့နော်မစိုးပါဒီစကင်တော့သဘောကျတယ်တော်ခူးဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်โอเคစက်ကြည့်လိုက်အောင်ပေါက်သေးလဲဆိုတာOh my god 300တောင်ပေါက်တယ်ဒါတော့တော်တော်ကောင်းသွားပြီပေါ့နော် screenshot လေးရိုက်အောင်မယ်တော်တော်ရောအဆင်ပြေနေပြီပေါ့နော်နောက်ထပ် draw တွေမှာပါရမလဲအရင်ဆုံး50 draw အရင်လိုက်မယ်ပေါ့နော်နောက်က background ဟိုဟာအတန်ဖြောက်တာမေးနေကျေးဇူးပါလို့ကဲအဲ့ဆိုတော့တုတ်ကန်နေသွားယူပါမယ်တုတ်ကန်အလုံးပေါင်း18ကရနေထင်တယ်1000ဘိုးဖြည့်ရဆိုလေ diamond recharge က3နာနဲ့ပြီးဆိုတော့ဟေး emoji ရှိစရာနေကဲဟုတ်ပါပြီပြီးတော့ဒီကလည်းတကယ်ယူမယ်ဟုတ်ပြီပေါ့နော်အဲ့ဆို19ကရဖို့တူတရားတုတ်ကန်နေပဲတုတ်ကန်နေ19ကဆိုတော့စင်ပြပါတယ်ကဲဆိုရင်ဘယ်လိုနှိုက်ရမလဲနည်းနည်းစဉ်းစားလိုက်မှုပေါ့နော်သူများကြီးပြောတာဒီချိန်စီလဲကန်တိမ်ကောင်းလို့ပြောရပေါ့နော်10ချိန်လဲနော် crash တွေပို့ရတယ်လို့ပြော crash လာပါလဲအားရတယ်လို့ပြောထားပါဒီချိန်စီအရင်လက်ကြemoji မကြိုက်ဘူး emoji မကြိုက်တခြားလေးပေးပါကဲထပ်လိုက်မယ်ပေါ့နော်စိုးအောင်တာလေးကတော့ဟုတ်ပြီကောင်းတာလေးပေးပါလို့ကောင်းတာလေးပေးပါ50ပေါက်လိုက်စိုးအောင်စကင်ဆိုရလည်းမရှိရလေးဆိုတော့မရှိရလေးပေးရဆိုလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ကိုလာတာအဖိုင်လောက်ပေးဘာဖြစ်သွားမှာမလို့ဟုတ်ပါပြီနောက်တစ်ခါထပ်နိုင်ပြီ50 okay စင်ပြေအဲ့လိုလေးများပေးပါ50လေးများပေးပါစမ်းမရှိတော့ဘူးဟုတ်ပြီကောင်းနေပြီ50ထပ်ပေးလိုက်50 emote တွေမုန်းနေလို့ emote တွေမုန်းနေကဲ emote တွေမုန်းနေအမုန်းဆုံး emote တွေ event မှာလိုက် emote တွေအမုန်းဆုံးပဲလုပ်ပါနဲ့50ပေးပါဟာမွန်တို emote တွေတိတ်ပေးတာပဲမွန်တို emote တိတ်ကြိုက်ကျေးဇူးကဲဟုတ်ပြီဆိုပါ50 okay အဲ့ဆိုရင် stand draw လှည့်ရတော့မယ်ပေါ့နော်ဟုတ်ပါပြီကဲဘာပေါက်လဲဆိုတော့အာဂတ်စီရဲ့ normal skin လာတာမမဲလားအီလိုက်အမသိ100 crash ရဲ့ဟို10 100နဲ့မှ19ရတယ်ပေါ့နော်120ပဲထားပါတော့ပါပြီဆိုပါအဲ့ဆိုရင်ဘာရဆရာချန်သေးလဲဆိုတော့ဒီကနေပြီးတော့45ခုရမယ်ပေါ့နော်45ခုဆိုအလုံးပေါင်း930နဲ့မှ2ခုတောင်ရတယ်ပေါ့နော်မဆိုးပါဘူးလို့ပြောရမယ်ဘာလို့ဆိုတော့ phase 1မှာ932ခုရရင်နောက်တစ်ခါမှလည်း900ကျော်လောက်ရမယ်ဆိုရင်1400လောက်ဆိုရင်မဆိုးဘူးပေါ့နော်အဲ့ဆိုရင် phase 2ပြီးရနေတော့လေလာရဲ့စကင်ရလောက်တယ်ပေါ့နော်ကဲပါအဲ့ဆိုရင်တော့ဒီနေ့တော့ကဒီလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်ကြည့်ရှုပေးလို့